မင်္ဂလာပါရှင်ဒီနေ့ကတော့ကြားကြီးနဲ့ရုံငယ်ပုံမြင်လေးပြောပြပါမယ်လွန်ခဲ့သောအတိတ်ကာလကတောအုပ်ကြီးတစ်ခုထဲမှာကြားကြီးတစ်ကောင်နေတဲ့ကြားကြီးကအရန်မိုက်ထောင်လွှားတော်တော်လုံးကြောက်အောင်လှုပ်ထားတယ်တရိษံတိုင်းကိုငါကဘယင်ပဲငါကိုဥညွတ်ရမယ်ဆိုပြီးအနိုင်ကျင့်တတ်တဲ့တနေ့ကြားကြီးကတောထဲကတရိษံအားလုံးကိုစုခေါ်ပြီးကြေညာတယ်မနှက်ဖြန်ကစပြီးငါအတွက်တနေ့တစ်ကောင်စီလာဖို့ရမယ်ငါစားမယ်မလာရင်ငါကိုယ်တိုင်လိုက်တတ်မယ်တရိษံတွေအားလုံးကြောက်လန့်ပြီးသဘောတူလိုက်ရတယ်နေ့စင်တကောင်ချင်းအလှဲ့ကျကြားကြီးစီသွားရတယ်အလှဲ့ရောက်လာတဲ့တရိษံကဘယ်တော့မှပြန်မလာတော့ဘူးနောက်ဆုံးအလှဲ့ကယုံလေးစီရောက်လာတယ်ယုံလေးကတေးသေးလေးညံကောင်းကောင်းနဲ့တတိလေးရှိတယ်သူကမနှက်ကြမှထွက်လာတယ်နေဝင်ခါမှကြားကြီးစီရောက်တဲ့ကြားကြီးကဗိုက်စာပြီးဒေါသထွက်နေပြီးဟေ့ယုံပါဆက်ဘာလို့ဒီလောက်နောက်ကျနေတာလဲငါဗိုက်စာနေတာကြာပြီဆိုပြီးဟိန်းနေယုံလေးကလေပင်လေးငုံပြီးတဆက်ဆက်တုံရင်းပြောတယ်အရှင်ကြားခွင့်လွတ်ပါကျွန်တော်မနဲ့သေးကလာတာလမ်းမှာကြားကြီးတကောင်နဲ့တွေ့လို့နောက်ကျသွားတာပါကြားကြီးနားထောင်ပြီးအံ့ဩသွားတယ်ဘာပြောတယ်ကြားကြီးတကောင်လားငါထက်ပိုကြီးတာလားယုံလေးကောင်းကိုက်ဆိုင်ချပြီးပြောတယ်ဟုတ်ပါတယ်အရှင်ထက်3ဆလောက်ကြီးတယ်သွားတွေကဒါလိုမျက်လုံးကမီးခွက်လို့ကျွန်တော်ကိုဖမ်းစားမလို့လုပ်တယ်ကျွန်တော်ပြောတော့ဒီယုံကတောဘရင်ကြားကြီးစီလာရမယ့်ယုံဆိုတော့သူကပြောတယ်ဘယ်ကြားကြီးလဲငါကတောဘရင်ပဲအဲ့ဒီကြားကြီးဆိုတဲ့ဟာကငါ့ကိုလာပြရမယ်မလာရင်ငါကိုယ်တိုင်သွားတတ်မယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်ဒီလောက်နောက်ကျသွားတာပါအရှင်ကြားကြီးဒေါသတွေထောင်ချီထွက်လာတယ်ငါထက်ကြားကြီးတကောင်ရှိတယ်ပေါ့လားငါနယ်မြေထဲမှာငါ့ကိုစိန်ခေါ်တယ်ပေါ့လားလိုက်ခဲ့စမ်းယုံအခုချက်ချင်းခေါ်ချီယုံလေးကကြောက်နဲ့ရှေ့ကရှောက်တယ်ကြားကြီးကနောက်ကလိုက်တယ်ခီးတဝက်လောက်ရောက်တော့ယုံလေးကတနေရာမှာရက်ပြီးပြတယ်ဟိုမှာရှိတယ်အရှင်အဲ့ဒီတွင်းထဲမှာနေတာအမှန်ကအဲ့ဒီတွင်းကနက်နက်ရှိုင်းရေရင်းဟောင်းတစ်ခုယုံလေးကမနက်ကလေးကအဲ့ဒီမှာရောက်နေခဲ့တာကြားကြီးကတွင်းထဲလှမ်းကြည့်လိုက်တော့ရေထဲမှာကြားကြီးတကောင်မျက်လုံးတွမီးလိုတောက်နေတာတွေ့တယ်တကယ်တော့အဲ့ဒါကိုယ့်ရဲ့ရောင်ပြန်ဟပ်ပုံပဲကြားကြီးကဒေါသထွက်ပြီးဟိန်းနေဟိုင်းရေထဲကကြားကြီးလဲဟောင်းဟိန်းပြန်နေကြားကြီးကဒီထက်ပိုဒေါသထွက်ပြီးတွင်းထဲခုန်ချလိုက်တဲ့ချက်ချင်းရေနစ်ပြီးတေသွားတယ်ယုံလေးကတွင်းအစွန်းမှာရက်ပြီးပြုံးလိုက်တယ်ပြီးတော့ခုံဆွာနဲ့တောထဲပြန်သွားတယ်တရိษံအားလုံးကိုသတင်းပြောပြတော့အားလုံးဝမ်းသာအောင်ပွဲခံကြတယ်အဲ့ဒီနေ့မှစပြီးတောထဲမှာအနိုင်ကျင့်သူမရှိတော့ဘူးယုံလေးကိုညံကြီးရှင်ယုံမင်းလို့ခေါ်ကြပြီးလေးစားကြတော့တဲနီကုန်းအင်အားကြီးရင်အနိုင်ရတာမဟုတ်ဘူးဉာဏ်ပညာနဲ့တတိရှိရင်ဘသူကိုမဆိုအနိုင်ယူနိုင်နေဆိုတာဒီပုံမြင်ကတင်ပေးတယ်ဒီပုံမြင်ကငငယ်ကအဖိုးအဖွားတွေပြောပြတဲ့အတိုင်းအပြည့်အစုံပြန်ပြောပြလိုက်ပါတယ်ကြိုက်ရင် follow ခဲ့နော်ကျေးဇူးပါရှင်